မြန်မာအသင်းရဲ့ player ရဲ့ decision ကတော့ Indonesia အသင်းက player တွေကိုတော့အပြတ်ဖြတ်မဲ့ပုံစံတော့ရှိနေကြတယ် Granite ကလုံးလုံးပြစ်ပေးတိုင်းနဲ့ pressure ပေးနေခဲ့ပြီပြောနေတယ်မှာတော့ကျွန်တော် Indonesia player ဆက်စီတိုးလေးဖြစ်နေကြနောက်မှာစမိုင်းပြန်တော့ Northern လိုက်ရတယ် Okay မုတ်တွေကြားတဲ့ကိုတော့အိုးတော်သေးတာဗောရောပြန်ရသေးတယ်ရောင်းဆိုင်လို့ရသေးတယ်ဗျအော် ready မဖြစ်သေးတဲ့အနေထားမှာပဲ Say Cloud တကယ်ကိုဂျင်းတဲ့ချက်တွေကလည်းပြန်ပြီးတော့ကျွန်တော်တို့ response ပြန်လာခဲ့တဲ့နောက်မှာတော့ VN player လော်ဝါခဲ့လို့ Max RB ရဲ့ separation အောက်မှာလဲဒီမှာ player တယောက်ပြန်ပြီးကြာသွားခဲ့လို့ Say Cloud ထပ်ပြီးတော့ Granny နဲ့ Northern လိုက်ရပြီး player 2ယောက်ပဲကြံမယ်ဗျအော် VN အသင်းက player တွေလည်း non နေခဲ့တယ်ဒီမှာ player တွေ non နေခဲ့တယ် battle ကတော့50ပဲသမိုင်း Roy 2ယောက်ပဲကြံမယ်ကယ်လို့မရသေးဘူးဗျအဖိုးရှိကို point ထောက်ပေးနေတာ point ထောက်ပေးနေတာမသေးခင် point ထောက်ပေးသွားတိုက်ဒီမှာကောင်းလိုက်တဲ့ point ကွာ Say Cloud ပေးတဲ့ information တိကျရသွားခဲ့နောက်မှာတော့ Granny တလုံးကပ်ပြီးတော့ဝင်လာခဲ့တယ် player တယောက် နော်သွားခဲ့တော့နောက်ထပ် player တယောက်လည်းသူ့ရဲ့တော်တော်လေးကိုင်းနေခဲ့နောက်မှာတော့အခြေအနေမကောင်းနောက်ကတော့ပြန်တော့ fall သွားခဲ့တယ် Say Cloud ကမသေးခင်ထောက်ပြသွားတဲ့ point တွေကတော်တော်လေးအကျိုးရှိသွားတယ်လို့ပြောလို့ရတယ်ဗျသမိုင်း rotation လုပ်ပြီးတော့ဘယ်လိုချမ်းကနေပဲပတ်ပြီးတော့ကြိုးစားနေပြီ boy ဆောက်ွက်ကြီးကိုစီးပြီးရိုက်ခံလိုက်ရပြီမာန boy okay သမိုင်း potential မြင်သွားခဲ့နောက်မှာ mass LB သမိုင်းကိုပြန်ပြီးအမိထားတယ်ဘတ်တွေကသူ့တာမလို့ကိုတာမလို့နဲ့ရောက်ရင်မိမိစက်ကကောင်းလိုက်တဲ့ဘတ်တွေကွာ VN player ရဲ့ location ကိုတော့ဒီမှာ player 2ယောက်လုံး vision မမြင်သေးဘူးဗျတော့သူ information တော့မရသေးဘူး enemy ဘယ်မှာရှိလဲသူမသိဘူး LB surprise တိုက်ဖို့ကြိုးစားနေအမြင်ရကြည့်မယ်ဆိုရင်တော့ဒါ VN အသင်းက player မြန်မာ player တွေကိုမြင်ထားတယ်ကိုမြန်မာအသင်းကဘာမှရှိမှမသိသေး Granny ကြီးထွက်လာတယ်ဆိုတော့မှန်းလို့တော့ရနေပြီဗျ Okay ကွက်တိဖုန်ရှူလိုက်အမဖုန်ရှူလိုက်အိတ်ကမတိကြအောင်အဲ့တော့မာနကဘာဖြစ်လဲဆို Granny ထွက်လာတဲ့ဘက်ကဘာမှရှိလဲဆိုတော့သူမှန်းလို့ရသွားပြီကျွန်တော်ပြောနေတာ Granny ထွက်လာတာဘယ်လမ်းကြောင်းထွက်လာလဲဆိုတော့သူထွက်လို့ရသွားပြီကောင်းတယ်အဲ့တော့ရှိတဲ့နေရာကိုမှန်းပြီးတော့ Granny ကြီးတင်ပေးလိုက်တယ်